အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာကျတော့ကျွန်တော်တို့ GMPT NNE ပေါ့နော်ခုနအစစတဲ့ကိုကကုဆိုတဲ့စာအုပ်ထဲကနေပြီးတော့အခန်း9မှာဖြစ်တဲ့ဝါရဝီအီမီမကောင်းတဲ့အဓိပ္ပာယ်တွေလိုက်တဲ့ကျွန်တော်တို့ what grammar တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီတစ်ခါမှာပြောပြမှာဖြစ်ပါတယ်အဲ့တော့သူကဝါရဝီအီမီရှိတယ်ပေါ့နော်ဒီအောက်ကအခုပြောပြမဲ့ grammar 10မျိုးပေါ့နော်10မျိုးဖြစ်ပေမဲ့ကျွန်တော်ဒီ grammar ဒီ video ထဲမှာဆိုရင်ကျွန်တော်တို့4မျိုးပဲပါပါမယ်နောက်ဗီဒီယိုကျမှကျန်တဲ့4မျိုးပြောမယ်ပေါ့နော်ဒီ10မျိုးစလုံးဒီအဓိပ္ပာယ်စင်တူဖြစ်ပါတယ်အဲ့ဒါအဓိပ္ပာယ်စင်တဲ့ကျွန်တော်တို့ grammar တွေဖြစ်ပါတယ်နောက်ကကျွန်တော်တို့စိုးဝါတဲ့အဓိပ္ပာယ်ရှိတဲ့ကျွန်တော်မကောင်းတဲ့အဓိပ္ပာယ်ရှိတဲ့အရာတွေမှာသုံးတာများတာမျိုးပေါ့နော်အဲ့တော့အငင်းပုံစံမျိုးတွေလိုက်တာမျိုးတွေများတယ်ဒါမျိုးတွေနဲ့ဆိုရင်ကျွန်တော်တို့ဒီ grammar pattern လေးတွေကိုသုံးပါတယ်အဲ့တော့နံပါတ်1ခုစေးနိအဲ့တော့ခုစေးနိဆိုရင်ဖြစ်ရသားနဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ understand မှာသင်ခဲ့ပြီးပြီပေါ့နော်ဥခါကိစ္စမှာတဲ့နောက်တစ်ခါအဲစေးတဲ့နောက်တစ်ခါဆိုရင်ခုစေးနိဖြစ်ရသားနဲ့ဒါမျိုးလေးတွေဆိုပြီးကျွန်တော်တို့ကောင်းတာတွေရဲ့မကောင်းတာတွေပြောတာပေါ့နော်သူကကြအပြစ်တင်ဝေဖန်မှာခုစေးနိသူများကိုဗလိမ့်မှာပေါ့နော်ဖြစ်ရသားနဲ့ဆိုပြီးတော့နာနောက်နိဖြစ်ရသားနဲ့ဗလိမ့်မှာအဲ့တော့သူ့ရဲ့ pattern စနစ်ကိုကြည့်မယ်ဆိုရင် fusuke adjective နာ adjective ဆိုရင်ကျွန်တော်တို့ကနာလို့မယ် noun ဆိုရင်ကျွန်တော်တို့က not လို့မယ်ဒါလေးသိရမယ်အဲ့တော့ဒီအောက်ကနမူနာဝါကျလေးကိုကြည့်မယ်ဆိုရင်自分でやったことがないくせに偉そうにアドバイスしないでほしいကိုယ်တိုင်မလုပ်ဘူးတာမျိုးမရှိဘဲနဲ့သူများကိုကြွကြွညွတ်ညွတ်အကြံဉာဏ်မပေးစေချင်ဘူးအဲ့တော့ကိုယ်တိုင်ကတော့အဖြစ်ရှိတစ်ခါမှမလုပ်ဘူးဘဲနဲ့သူများကိုသွားပြီးအကြံပေးရမျိုးပေါ့နော်အဲ့တော့ကိုယ်တိုင်ကြတော့လုပ်ခဲ့ဘူးတာမျိုးမရှိရတာနဲ့ကျွမ်းကျင်သူများကိုကျွမ်းကျင်တဲ့ပုံစံမျိုးနဲ့သူများကိုအကြံဉာဏ်မပေးသင့်ပါဘူးတဲ့မပေးစေချင်ဘူးပေါ့နော်2本当は元気なくせに弟は熱があると言って学校を休んだ。တကယ်ကကျမ်းမာနေရတာနဲ့တကယ်ကနေကောင်းရတာနဲ့弟ညီလေးကအဖျားရှိတယ်လို့ပြောပြီးကျောင်းကိုနားခဲ့တယ်။3私の兄は大学生のくせに簡単な算数の問題も解けない。ကျွန်တော်ရဲ့အကူကတက္ကသိုလ်ကျောင်းသားဖြစ်ရတာနဲ့လွယ်ကူတဲ့သင်္ချာပု္ပ္ပစာလေးတောင်မှကျွန်တော်မဖြေရှင်းနိုင်ပါဘူးတဲ့။သူများအပြစ်တင်မဲ့ဗလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ခုစဲနိနောက်တစ်ခုကအသေးစွတ်ခေါ်နိုင်အသေးစွတ်ခေါ်နိုင်ရဲ့အဓိပ္ပာယ်ကကျတော့စစ်တိုင်းနေတကိနိုင်လုံးဝကိုမလုံနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီ grammar pattern တွေကဘယ်နေရာမှာသုံးလဲဆိုတော့ခိုင်းရတဲ့စကားဟီခတာစကားပြောတွေမှာအဓိကသုံးပါတယ်သူကလွယ်ပါတယ်ပေါ့နော်ကရိယာတစ်မျိုးပဲလိုက်တယ်အဲ့ဒီကရိယာပါလာတဲ့ကရိယာမှာမဆုကိုဖြုတ်လိုက်ယူမယ်အဲ့တော့ကရိယာကိုမဆုဖြုတ်ပြီးခေါ်နိုင်ထည့်လိုက်တယ်ပေါ့နော်အဲ့တော့အောက်ကနမူနာလေးကိုကြည့်မယ်ဆိုရင်ဆိုင်မန်ကရှိတဲ့နိုင် ice ကရှိခံဟိုဥခေတယ်မို့ဥကာရီခေါ်နိုင်ရောလုံးဝစာမလေးလာခဲ့တဲ့အဲ့ဒီကောင်ကစာမေးပွဲအောင်ရင်တောင်မှစာမေးပွဲဖြေရင်တောင်မှလုံးဝမအောင်ဘူးအောင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ ice ဆိုတာအဲ့ဒီကောင်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်နံပါတ်2 온단 되게 권한데 이때 있다해도 야때 미다라 이가인도 캔다났다 드쇼 အဲ့တော့ကမ္မမောင်ကမမောင်နိုင်ဘူးပေါ့နော်ကမ္မမောင်နိုင်ဘူးလို့ပြောနေပေမဲ့လေတကယ်တမ်းမောင်းကြည့်လိုက်တဲ့ခါကျတော့ကိုယ့်ရဲ့အထင်နဲ့တခြားစီပေါ့နော်လွယ်ကူတယ်မလားတဲ့ then 카슈니 난데 나를 건나인데 와카때 이렇게 해도 유매우 아키라메나인다 အဆိုတော်ဒီဘာတွေမဖြစ်လာနိုင်ဘူးဆိုတာတော့ဝါနဲ့နားလေပြီးမြင်လေအိမ်မက်ကိုလက်မလျှော့တင်ဘူးလက်မလျှော့ဘူးပေါ့နော်အဲ့တော့အသေးစုခေါ်နိုင်ဆိုရင်စက်တိုင်းနဲ့တခိနိုင်ဆိုတာ ਨੇ အတူတူပါပဲအဲ့တော့အိမိသူ့ရဲ့အတိတ်ကလုံးဝမလုံနိုင်ဘူးဆိုတဲ့အငင်းပေါ့နော်နောက်တစ်ခုတဲ့ဣတေဝတဲ့ဣတေဝဆိုတာကကြတော့ဘယ်နေရာမှာသူ့ရဲ့အတိတ်ကိုကြည့်မယ်ဆိုရင်အေးသူစုသူရှိတဲ့ဣတာရယောဣခက်ကနေနာရနိုင်အဲ့တော့သူဓာရီကြီးပဲတောက်လျှောက်လုပ်နေမယ်ဆိုရင်တော့ကောင်းတဲ့ရလဒ်ဖြစ်မလာနိုင်ဘူးဆိုတဲ့အခြေအနေမျိုးမှာသုံးပါတယ်တဲ့အဲ့တော့အေးကြီးပဲတောက်လျှောက်လုပ်နေမယ်ဆိုရင်ကောင်းတာဖြစ်မလာနိုင်ဘူးအဲ့တော့ तू က grammar pattern ကတဲ့ဖောင်ပေါ့နော်တဲ့ဖောင်နဲ့ဆက်လိုက်မယ်အဲ့တော့နမူနာလေးကိုကြည့်မယ်ဆိုရင် Scotch စကားရတာခုလိုက်တဲ့ QK ရှိတဲ့တဲ့ဝနည်းနည်းလောက်ပင်ပန်းလိုက်တာကနည်းနည်းလောက်ပင်ပန်းရုံလောက်နဲ့ကျွန်တော်နားနေမယ်ဆိုရင် Scotch မိုစာကြောကစူစူမနိုင်နည်းနည်းလေးတောင်မှအလောက်ကရှိမရဘူးလေငယ်ဒါမျိုးပေါ့နော်နားကြည့်ပဲနေမယ်ဆိုရင်ကျွန်တော်အလောက်ကပြီးမှမဟုတ်တော့毎日の睡眠時間を削っていては仕事に抽出できないし体調も崩すよနေတိုင်းကျွန်တော်တို့အိတ်ချိန်မမှန်တာမျိုးပေါ့နော်အဲ့တော့သူကမအိတ်တာမျိုးပေါ့ဒါမျိုးအိတ်ချိန်မမှန်တာမျိုးဆိုရင်တော့တဲ့အလုပ်ကိုလည်းပဲကျွန်တော်တို့အားစိုက်ဘယ်လိုပြောမလဲကျွန်တော်တို့အင်အားစိုက်တာမျိုးပေါ့နော်ရှူချူဆိုတော့စိတ်ဝင်စားတာမျိုးပေါ့နော်အလုပ်ကိုလည်းကျွန်တော်တို့ကစိတ်ဝင်တစားမလုပ်နိုင်တော့ဘူး
ဒီအောင်အာယုံမဆိုင်နိုင်တော့တာမျိုးပေါ့နော်အလုံးမှာအာယုံမဆိုင်နိုင်တော့ဘဲနဲ့ကျမ်းမာရေးလည်းမကောင်းဘူးအတိုင်းချုံမှုခုဆွဆွရောကျမ်းမာရေးကိုလည်းဖျက်ဆီးလိမ့်မယ်မကောင်းစီဘူးဆန်ဆွမ်းနာဖူနေမူတစကားရှိတဲ့တဲ့ว่าဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ဖြုံးနေမယ်ဆိုရင်တော့ငွေဖြုံးတာပေါ့နော်ပတ်စံဖြုံးနေမယ်ဆိုရင်တော့ဥက္ခနေကဟီဆိုယောနီနာတတကိနီခုမာတို့ရောပတ်စံလိုအပ်တဲ့အခါမျိုးမှာဆိုရင်အခက်တွေးလိမ့်မယ်လေဒါကြီးပဲတောက်လျှောက်လုပ်နေမယ်ဆိုရင်တော့ကောင်းတဲ့ရလဒ်မဖြစ်နိုင်ဘူးဆိုတဲ့အတိတ်ပဲမျိုးရှိရင်သုံးပါလေတေဤတေဝနောက်တစ်ခုကယောဒေဝကကြတော့ကျွန်တော်တို့အီမီကိုကြည့်ကြည့်မယ်ဆိုရင်နာနီနာနီနော်မမဒါတို့ဝါရီခေကနေနာတယ်အဲ့ဒီအတိုင်းပဲလုပ်နေမယ်ဆိုရင်တော့စူးရတဲ့ရလဒ်ဖြစ်လာမယ်တဲ့ဒီပုံစံအတိုင်းပေါ့နော်မမလို့ပြောထားတယ်ဒီပုံစံအတိုင်းဖြစ်နေမယ်ဆိုရင်တော့စူးရတဲ့ရလဒ်ဖြစ်လာလိမ့်မယ်အဲ့တော့ तू ကယောဆိုတော့ဘာပတန်လေးတုံးလဲဆိုတော့ကရိယာကိုအဓိကထားတုံးတယ် dictionary ဖောင်တုံးတယ် nine ဖောင်တုံးတယ်တဲ့ဤတူတုံးတယ်အဲ့ဒီမှာကျွန်တော်တို့သိထားမှာကယောတွေဝလည်းတုံးနိုင်တယ်ယောကြဆိုပြီးတော့လည်းတုံးတစ်တဲ့အဲ့တော့ဒေဝကိုကြဆိုပြီးထွက်တာပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်နမူနာလေးကြည့်ကြည့်မယ်ဆိုရင်ဇွန်နာခွတ်တော်ရှိတဲ့လူယောတွေဝဣစမတဲ့တက်စတဲ့မို့ဣစမတဲ့တက်တဲ့မို့ဒီပနာအိုတိုနာနီဝနာလေးမှာဆက်ရောအဲ့လိုကိစ္စမျိုးတွေကြီးပဲလုပ်နေမယ်ဆိုရင်ဒီလိုပုံစံမျိုးတွေဒီကိစ္စတွေမျိုးကြီးပဲလုပ်နေမယ်ဆိုရင်တော့ဘယ်အချိန်ဘယ်လောက်ကြာမင်းကရင့်ကျက်တဲ့လူဖြစ်လာမှာမဟုတ်ဘူးရင့်ကျက်တဲ့လူကြီးလူကောင်းဖြစ်လာမှာမဟုတ်ဘူးပေါ့နော်လူကြီးလူကောင်းဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်နိခွန်မီနီနော်တိုင်းစံတော့ဟာနာဆုနမဟာစကရှိကတဲ့ရူနန်ကြရောကြအဲ့တော့ကွန်မီနီရဲ့တိုင်းစံနဲ့ပေါ့နော်စကားပြောနေရင်တောင်မှစကားပြောရတာကိုတဲ့မင်းကရှက်နေတယ်မယ်ဆိုရင်တော့ဟိတုံမရတဲ့ present ဆိုလို့တော့မီစုကရှိရောလူတွေရှိမှမင်း present လောက်ရတော့မယ်ရှင်းပြရတော့မယ်စကားပြောရတော့မယ်ဆိုရင်တော့ခက်လိမ့်မယ်အဲ့တော့မင်းဒီပုံစံကြီးပြလုပ်နေမယ်ဆိုရင်တော့ကောင်းမှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့ဆန်ခုနခန်တနာခိုတော့မဟုတ်အိုပွဲတာတဲ့နိုင်ရောတွေပါဒါတော့လွယ်ကူတဲ့စကားလုံးတော့မမှတ်နိုင်ဘူးဆိုရင်တော့နီဟိုနီတေဝအီတေမိုစေကကတဲ့ကိနာယောဂျပန်သွားရင်တော့မင်းကမနေထိုင်နိုင်ဘူးပေါ့နော်အသက်ရှင်မရက်တည်နိုင်ဘူးမင်းကရက်တည်နိုင်မှာမဟုတ်ဘူးဘာလို့ဆိုတော့ဒီလွယ်ကူတဲ့စကားလုံးလေးတောင်မှမင်းကမမှတ်နိုင်ဘူးပေါ့နော်ဂျပန်ဆိုတာကခန်းကြီးတွေကြီးပဲတုံးတဲ့နိုင်ငံမျိုးပေါ့နော်ဟဲ့ဒါဆိုရင်ဒီ grammar ကတော့ကျွန်တော်တို့ဝါရီအီမီစိုးရတဲ့အဓိပ္ပာယ်တွေရှိတဲ့ကျွန်တော်တို့ပုံစံဆင်တူတဲ့ grammar ၄မျိုးဖြစ်ပါတယ်နောက်ဗီဒီယိုမှာဆိုရင်နောက်ထပ်၄မျိုးကိုဆက်ပြီးတော့ပြောသွားပေးပါမယ်ဆိုင်ကမတ်တမီတေခရတဲ့どうもありがとうございました